န်းကမာမြေ channel ရဲ့ကြိုးစိုးပါတယ်ခင်ဗျကျွန်တော်ဒီရက်ပိုင်းမှာတော့ကျွန်တော်နည်းနည်းကျမ်းမာရေးနည်းနည်းထူကြနေလို့ကျွန်တော်ကားတင်ရက်ကလေးနားခဲ့တယ်ခင်ဗျအရင်ရက်ကလက်ကြံလေးတင်တဲ့တင်နေစေတင်နန်းသားလေးတွေ၈ယောက်ကိုကျွန်တော်ကအပြီးသက်ဒီနေ့အပြီးမှာအခုပြန်လဲစတင်တာဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ပန်းကမာမြေ channel ကြည့်ရှုအားပေးနေညီကိုမောင်နှမများကလည်းမျှော်လင့်နေကြတယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျသိပါတယ်ခင်ဗျအားပေးနေတဲ့ပရိသတ်ကိုလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲကျွန်တော်အခုကျွန်တော်ရဲ့မိတ်ဆွေပေါ့နော်ကိုရန်နိုင်ထွန်းတော်တာဝင်းဆက်ချုပ်ဆက်ပစ္စည်းအယောင်းဆိုင်ကသူ့ရဲ့မိတ်ဆွေလေးပေါ့နော်အခုရွှေပြည်ကျော်စံဆိုင်ပေါ့နော်မိုးချိုကွက်တစ်ကွက်တစ်ကနေအကိုကြီးတယောက်ကလာရောက်ပြီးတော့မျှဝေခြင်းအစီအစဉ်မှာပါဝင်လာတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ခါတိုင်းလိုပဲကားကိုအခြေခံဤစနစ်ကြကျွန်တော်ပြောပြပြီးတော့ကားရဲ့အချိုးအစား body အချိုးအစားအဲ့လိုမျိုးလေးစနစ်တကျပြောပြပြီးတော့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျကိုစိတ်နှပါအကျမ်းမှာချမ်းသာကြပါစေခင်ဗျ